အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကဘာကျော်တိုက်တန်းနေသင်္ဘောကြီးနဲ့တစ်ခေတ်တစ်ခါတည်းမှာပဲတိစောက်ခဲ့တဲ့ဗြိတိန်နေသင်္ဘောကြီးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ကျွန်တော်တို့ဟာသင်္ဘောကြီးတွေကိုစာအုပ်တွေဗီဒီယိုတွေအထဲမှာခေါ်ဝေါ်သုံးစွဲကြတဲ့အခါမှာသူမလို့တင်စားပြီးသုံးစွဲကြတာမြင်ဘူးပါလိမ့်မယ်ဘာကြောင့်ဒီလိုသုံးစွဲတာလဲလို့စဉ်းစားကြည့်တဲ့အခါကျွန်တော်တို့လူသားတွေတီထွင်ဖန်တီးရတဲ့အရာဝတ္ထုတွေထဲမှာသင်္ဘောဟာတန်ဖိုးထားမြင်လို့စရာတစ်ခုထဲမှာပါဝင်တဲ့အတွက်ကြောင့်မိမှုသားတွေကိုကိုစားပြုတဲ့ရှီးဆိုတဲ့စကားလုံးကိုခိုင်းနှိုင်းပြီးတော့သုံးစွဲတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကတော့ကျွန်တော်အမြင်ပေါ့နော်ဗြိတိန်နဲ့သင်္ဘောကြီးရဲ့အချက်လက်အချင်းကိုလေ့လာကြည့်တဲ့အခါသူ့ကိုပထမတော့ခရီးသည်တင်စိန်ခံသင်္ဘောအနေနဲ့တိစောက်ခဲ့တယ်တိစောက်တဲ့နေရာကအိုင်ယာလန်နိုင်ငံဘယ်ဖဲမြို့ကဟာလန်အန်ဝေါ့သင်္ဘောချင်းမှာတိစောက်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့နာမည်ကျော်တိုက်တဲ့နေသင်္ဘောကြီးကိုတိစောက်ပေးခဲ့တဲ့သင်္ဘောချင်းပါပဲပြောရရင်တော့တိုက်တဲ့နေသင်္ဘောကြီးကိုတိစောက်ပေးခဲ့ကြတဲ့အဖွဲ့ပါပဲဗြိတိန်နေသင်္ဘောကြီးကိုပိုင်ဆိုင်တဲ့ကုမ္ပဏီကလည်းတိုက်တဲ့နေရဲ့ပိုင်ရှင် Five Star Line ကုမ္ပဏီပဲဖြစ်ပါတယ်Five Star Line သင်္ဘောကုမ္ပဏီဟာဒီဗြိတိန်နေသင်္ဘောကြီးကိုနာမည်ပေးဖို့ပထမဆုံးရွေးချယ်ခဲ့တဲ့နာမည်က Giant Candid ဖြစ်ပါတယ်ဒါပေမဲ့တိုက်တဲ့နေသင်္ဘောကြီးနင်းမြုပ်ပြီးတဲ့နောက်မှာသူတို့ပေးမဲ့နာမည်ရဲ့အရှင်ဝါကိုပုံမနှိမ့်ချပြီးတော့သူတို့အနေနဲ့သင့်တော်မယ်လို့ယူဆတဲ့ဗြိတိန်နဲ့လို့ပြောင်းလဲအမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ Five Star Line သင်္ဘောကုမ္ပဏီဟာတိုက်တဲ့နေသင်္ဘောကြီးရေဝင်နှင်းမြုပ်ခဲ့တဲ့အမှားတွေကိုသင်ခန်းစာယူပြီးတော့ဗြိတိန်နဲ့သင်္ဘောကြီးရဲ့အပြင်ဒီဇိုင်းတွေအတွင်းဒီဇိုင်းတွေကိုပြုပြင်မွမ်းမံခဲ့ပါတယ်။နံပါတ်1ကသင်္ဘောရဲ့ကိုယ်တယ်ပါ။ဗြိတိန်နဲ့သင်္ဘောကြီးရဲ့ကိုယ်တယ်ကိုတိုက်တဲ့နေသင်္ဘောကြီးရဲ့ကိုယ်တယ်ထက်ပုံမူကျယ်ဝန်းအောင်တည်ဆောက်ခဲ့ပါတယ်။ဗြိတိန်နဲ့သင်္ဘောကြီးမှာရေလုံခန်းတွေကိုပုံမတိုးမြင့်ထားသလိုအင်ဂျင်ခန်းတွေဘွိုင်လာခန်းတွေကိုလည်း double skin နဲ့ hall လို့ခေါ်တဲ့ကိုယ်တယ်နှစ်ထပ်ပြုလုပ်ထားပါတယ်။နံပါတ်2ကအသက်ကယ်လေးအရေးအတွက်ပါဗြိတိန်နဲ့သင်္ဘောကြီးမှာအသက်ကယ်လေးတွေကို48သင်းအထိထည့်သွင်းထားပြီးတော့လှေတွေကိုလည်းအသစ်တီထွင်ထားတဲ့ကရိန်းတွေနဲ့တက်ဆင်ပေးထားပါတယ်။နံပါတ်3ဖြစ်တဲ့ဗြိတိန်နဲ့သင်္ဘောကြီးရဲ့အတွင်းပိုင်းပြင်ဆင်မှုမှာလည်းတိုက်တဲ့နေသင်္ဘောကြီးတဲ့ပုံမခန်းထားပြီးတော့ပေးကင်းအောင်ဆောက်လုပ်ခဲ့ပါတယ်။ဗြိတိန်နေသင်္ဘောကြီးကိုတိုက်တဲ့နေသင်္ဘောကြီးရေးချတဲ့1911ခုနှစ်မှာစတင်ပြီးတည်ဆောက်ခဲ့ပါတယ်။သင်္ဘောတည်ဆောက်ချိန်က3နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။1914မှာရေးချခဲ့တဲ့အတွက်တိုက်တဲ့နေသင်္ဘောကြီးနစ်မြုပ်ပြီး2နှစ်ခန့်အကြာမှာရေးချခဲ့ခြင်းဖြစ်ပါတယ်။ဗြိတိန်နေသင်္ဘောကြီးကို1914ခုနှစ်မှာစတင်ရေးချခဲ့ပေမဲ့ပထမကမ္ဘာစစ်စတင်ဖြစ်ပွားလာတဲ့အတွက် Five Star Line ကုမ္ပဏီရဲ့ရွေချက်ရည်စည်းခဲ့ရပါတယ်။ဗြိတိန်နဲ့သင်္ဘောကြီးကိုဗြိတိရှတောင်ရေတပ်ကသိမ်းယူပြီး HMHS ဗြိတိန်နဲ့အဖြစ်အမည်ပြောင်းလဲလိုက်ပါတယ်။ဗြိတိန်နဲ့ရှိက HMHS ဆိုတာက His Majesty Hospital Ship ဖြစ်ပြီးစစ်တပ်သုံးဆေးရုံသင်္ဘောလို့အဓိပ္ပာယ်ရပါတယ်။ Five Star Line ကုမ္ပဏီဟာဗြိတိန်နဲ့သင်္ဘောကြီးနဲ့ပတ်သက်ပြီးဘာစီးပွားမှမရှာသေးသလိုဗြိတိန်နဲ့သင်္ဘောကြီးရဲ့ကံကြမ္မာကလည်းစစ်ပွဲအတွင်းဒဏ်ရာရစစ်သားတွေကိုတည်ယူကုသပေးတဲ့စစ်တပ်သုံးစေယုံသင်္ဘောကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အချိန်က1916နိုဝင်ဘာလ22ရက်နေ့ဖြစ်ပါတယ်။ဗြိတိန်နဲ့သင်္ဘောကြီးဟာဂရိနိုင်ငံခရီးကျွန်းအနီးကအီဂျစ်ပင်လယ်ပြင်ကိုဖြတ်သန်းသွားတဲ့အချိန်မှာဂျာမန်ရေငုပ်သင်္ဘောတစ်စင်းချထားတဲ့ရေမိုင်းနဲ့တိုက်မိသွားခဲ့ပါတယ်။မိုင်းဟာပေါက်ကွဲမှုပြင်းထန်ပြီးတော့သင်္ဘောကြီးတွေကိုရေဝင်ရောက်မှုမြန်ဆန်လွန်းခဲ့ပါတယ်။ကိုယ်တဲ့နှစ်ထပ်ပြုလုပ်ထားတဲ့သင်္ဘောကြီးဟာပြင်းထန်တဲ့မိုင်းရဲ့တံကိုမခံနိုင်ခဲ့ပါဘူး။ဗြိတိန်နဲ့သင်္ဘောကြီးဟာမိနစ်50အတွင်းလုံးဝနှိမ့်မြုပ်သွားခဲ့ပါတယ်။ဒါပေမဲ့တချို့မှတ်တမ်းတွေမှာတော့55မိနစ်လို့ဖော်ပြကြပါတယ်။အမိုင်းကြောင့်ဆိုတာအဲ့ဒီလိုကွဲလွဲချက်တွေရှိနေတတ်ပါတယ်။တိုက်တဲ့နေသင်္ဘောကြီးနှိမ့်မြုပ်ခြင်းနဲ့နှိုင်းယှဉ်ရင်ဗြိတိန်နေသင်္ဘောကြီးဟာတိုက်တဲ့နေသင်္ဘောကြီးနှိမ့်မြုပ်ပြီး၄နှစ်ခန့်အကြာမှာနှိမ့်မြုပ်သွားခဲ့ရပြန်ပါတယ်။ဗြိတိန်နေသင်္ဘောကြီးနှိမ့်မြုပ်တဲ့ဖြစ်စဉ်ဟာတိုက်တဲ့နေသင်္ဘောကြီးလိုလူအသေးအပြောက်အများအပြားမရှိခဲ့ပဲသင်္ဘောပေါ်ပါသူ1066ဦးအနက်မှာအများစုကတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဒါပေမဲ့လူ30ဦးသေဆုံးခဲ့ရပါတယ်။အဓိကအကြောင်းရင်းကတော့ကယ်ဆယ်ရေးစီအသက်ကလေးတွေပေါ့နော်။အရင်စလိုလွတ်ချမိရာကနေသင်္ဘောကြီးရဲ့လဲပတ်နေတဲ့ပန်ကားကြီးများအတွင်းကိုလှေများကို
ဆွဲသွင်းခံလိုက်ရတယ်လို့ဖြစ်တာကြောင့်လူများစုသေဆုံးသွားခဲ့ရခြင်းဖြစ်ပါတယ်ဗြိတိန်နဲ့သင်္ဘောကြီးနင်းမြုပ်ပြီး59နှစ်ခန့်အကြာ1985ခုနှစ်မှာနာမည်ကျော်ရောက်သူတွေသည်ဂျက်ကီဂူစတိုဆိုသူကဗြိတိန်နဲ့သင်္ဘောပြကြီးကိုပင်လယ်ရောက်ပေ400ခန့်မီတာ120ခန့်အနက်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်လက်ရှိအချိန်ထိဗြိတိန်နဲ့သင်္ဘောကြီးရဲ့ကိုယ်ထဲဟာပင်လယ်ကျန်းပြင်မှာဘေးတိုင်းအနေထားနဲ့ညာဘက်ကိုစောင်းလျက်တည်ရှိနေသေးဖြစ်ပါတယ်။တိုက်တန်နစ်နဲ့နှိုင်းယှဉ်ရင်ဒီရောက်မှာပုံမကောင်းမွန်တဲ့အနေထားနဲ့တည်ရှိနေပါတယ်။ဗြိတိန်နဲ့သင်္ဘောကြီးဟာသူ့အရင်တိုက်တန်နဲ့သင်္ဘောကြီးနင်းမြုပ်ခဲ့တဲ့အတ္တလန်တိတ်သမုဒ္ဒရာရဲ့အရှေ့ဘက်ကမြေထဲပင်လယ်အတွင်းမှာနင်းမြုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ဂရိနိုင်ငံအနီးကမြေထဲပင်လယ်မှာနင်းမြုပ်ခဲ့တာပါ။တိုက်တန်နဲ့သင်္ဘောကြီးအကြောင်းကိုကျွန်တော်ရဲ့ပထမဗီဒီယိုတွေမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ခုနောက်ပိုင်းမှာဗြိတိန်နဲ့သင်္ဘောကြီးစီကိုလည်းငိုရှိုးပြီးတော့လေးလာကြည့်ရှုသူတွေအတော်လေးများပါတယ်ဗြိတိန်နဲ့သင်္ဘောကြီးဟာပင်လယ်ရေရောက်ပေ400ခန့်မှာတည်ရှိနေတဲ့အတွက်တစုံတရာအခက်အခဲသိပ်မရှိဘဲနဲ့တွားရောက်ကြည့်ရှုလေးလာနိုင်ပါတယ်ကမ္ဘာကျော်တိုက်တဲ့နဲ့သင်္ဘောကြီးကတော့ပင်လယ်ရေရောက်ပေ12500ခန့်မှာတည်ရှိနေတဲ့အတွက်တွားရောက်လေးလာဖို့ပုံမခက်ခဲပါတယ်ရေရောက်ပုံနဲ့လေတွားရောက်ဖို့ခက်ခဲလေဆိုတာကပင်လယ်ကြီးရဲ့အမှန်တရားတွေတဲကတစ်ခုဖြစ်ပါလားလို့သင်ခန်းစာရမိပါတယ်အပြင်လောကမှာဗြိတိန်နဲ့သင်္ဘောကြီးနဲ့ပတ်သက်ပြီးဂိမ်းတွေရှိပါတယ်ဒီဂိမ်းတွေမှာဆိုရင်သင်္ဘောကြီးရဲ့ကုန်းဘက်တွေပေါ်ကိုရှောက်သွားလို့ရတဲ့ဂိမ်းပုံစံတွေပေါဝင်ပါတယ်အပျော်တမ်းဝါသနာရှင်တွေအတွက်သင်္ဘောကြီးရဲ့ပုံစံငယ်လေးတွေကိုလည်းလိုင်းပေါ်မှာတွေ့ရှိရပါတယ်ဒီနေရာမှာကျွန်တော်တစ်ဆက်တည်းဖော်ပြချင်တာတစ်ခုရှိပါတယ်ဗြိတိန်နဲ့တိုက်တန်နဲ့စတဲ့သင်္ဘောကြီးတွေအကြောင်းပြောရင်မပါမဖြစ်အကြောင်းအရာတစ်ခုကရှိနေပါတယ်အဲ့ဒါကဒီသင်္ဘောကြီးတွေရဲ့ပိုင်ရှင်ဖြစ်တဲ့ White Star Line ကုမ္ပဏီရဲ့အကြောင်းပါ White Star Line ကုမ္ပဏီကို1845ခုနှစ်လွန်ခဲ့သောနှစ်ပေါင်း181ခုနှစ်ကတည်ထောင်ခဲ့ပါတယ်ပြည်ထောင်နိုင်ငံရဲ့ထင်ရှားတဲ့ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်ခဲ့ပြီးသူတို့ကုမ္ပဏီဟာခရီးသည်များအတွက်သင်္ဘောအမြန်နှုန်းထက်တက်တောင့်တက်တာရှိမှုနဲ့အရွယ်အစားကြီးမားမှုကိုဦးစားပေးတဲ့ကုမ္ပဏီဖြစ်ပါတယ်မူလကဩစတြေးလျကိုရွှေပြောင်းအခြေချသူများနဲ့ရွှေတူးဖော်သူများကိုသာအထူးပို့ဆောင်ပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပေမဲ့1860ခုနှစ်မှာ Thomas Smith က White Star Line ကုမ္ပဏီကိုဝယ်ယူပြီးတဲ့နောက်အတ္တလန်တိတ်ပင်လယ်ခရီးစဉ်များပြေးဆွဲခြင်းကိုသာအဓိကပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက White Star Line ရဲ့အဓိကပြိုင်ဘက်ကတော့ Cunard Line ဖြစ်ပါတယ်။ Cunard Line ရဲ့အဓိကဆွဲဆောင်မှုကတော့သင်္ဘောရဲ့အမြန်နှုန်းနဲ့ခေတ်ရှည်ပြေးနည်းပညာတွေဖြစ်ပါတယ်။ White Star Line ကုမ္ပဏီဟာအတိတ်သမိုင်းမှာတော့အလွန်ကြီးမားပြီးစိန်ကြကြစီးနှင်းနိုင်အောင်ဒီဇိုင်းဆွဲထားတဲ့ဘိုလန်ပြေတိုက်တန်နဲ့ဗြိတိန်တို့ကိုပိုင်ဆိုင်ခဲ့ပါတယ်။ White Star Line ကုမ္ပဏီဟာ1934ခုနှစ်မှာသူ့ရဲ့ပြိုင်ဘက် Cunard Line နဲ့ပူးပေါင်းသွားခဲ့ပါတယ်။ဒါဆိုရင်ဖြင့်1860ခုနှစ်သင်္ဘောကုမ္ပဏီဖြစ်ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့တဲ့အချိန်ကနေစတင်ရည်တွက်ကြည့်ရင်နှစ်ပေါင်း68နှစ်ကြာအောင်တည်ကြရည်တည်ခဲ့ကြောင်းတွေ့ရှိနိုင်တယ်လို့တိုက်တန်နဲ့သင်္ဘောကြီးနင်းမြုပ်ပြီး22နှစ်အကြာဗြိတိန်နဲ့သင်္ဘောကြီးနင်းမြုပ်ပြီး18နှစ်အကြာမှာမြောက်အတ္တလန်တိတ်ပင်လယ်ကူးသင်္ဘောလောကကနေ White Star Line ဆိုတဲ့အမည်ဟာပျောက်ကွယ်သွားခဲ့ရခြင်းဖြစ်ကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာပြည်သက်အားလုံးဘုသူတ္တတွေရရှိပြီးကျမ်းမာပျော်ရွှင်စရာနေလေးဖြစ်ပါစေကြောင်းဆုတောင်းပေးပါတယ်